Hello guys via vlog လေးလည်းမြိုက်ပြတာလည်းကြာပြီပေါ့နော်ဒီနေ့မှာတော့ Super Sunday via ပုံမှန်စနေကြကန်တော်ကြီးကိုစပိန်စီးမှာပဲဖြစ်ပါတယ်ရောက်နေရတော့လည်းစပိန်စင်းနဲ့ဖွဲ့စုံမနေရဖြစ်ပါတယ်အခုကကန်တော်ကြီးမရောက်ခင်ညာကျွန်းတောင်မှာပဲအဖွဲ့ခဏနားကြရပေါ့နော်အခုဆိုရင်တော့ဗန်ဆိုကန်တော်ကြီးရောက်ပြီပေါ့နော်ကန်တော်ကြီးရောက်ပြီဆိုတော့ခဏအနာတော်ကီဖုတ်ကြပါပြီ
ဗီဒီယို edit တဲ့ခါကျရင်ကိုကြီးအင်ကြီးစန်စာဖြောက်ရမယ်ပုံကိုကြီးအင်ကြီးစန်စာဖြောက်ကမှာသား edit တဲ့ခါကျရင်ဟိုဟာလေးနဲ့မူစစ်လေးနဲ့ဒါလေးရမြောက်တဲ့ကုန်းလေးကိုပြန်နေအပြန်ခရီးစဉ်လေးပေါ့နော်ဒီအပြန်ခရီးစဉ်ကတော့ကားပေါ်ကရိုက်ထားတာပေါ့နော်ဒီပတ်အတွက် vlog အရှိလေးကတော့ဒီလောက်ပါပဲเนาะနောက်ပတ်ပြန်တွေ့ပါမယ် see you guys vlog အရှိလေးရောကျွန်တော်ရဲ့ Facebook page နဲ့ဒီ YouTube channel မှာတင်သွားပေးမှာဖြစ်ပြီးတော့နေ့စဉ် vlog အတူလေးကိုကျွန်တော် TikTok မှာပဲတင်ပါပါခင်ဗျကျွန်တော်ရဲ့ update တွေကိုသိရဖို့ like and follow ရေး subscribe တွေလုပ်ထားဖို့မမေ့ပါနဲ့เนาะ